ဟယ်လိုအားလုံးပဲမင်္ဂလာပါစัจ java ရာကြီးတစ်ခုလုံးအမှောင်တိဖုံးနေတဲ့ညတညပုံမှန်ဆိုရတော့ Central City ရဲ့လမ်းမတွေအပေါ်မှာအနီရောင်လျှက်စီးတန်းတစ်ခုဟာမျော်လင့်ချက်အပြည့်နဲ့ဖြတ်ပြေးနေကြပါဒါပေမဲ့ဒီနေ့ညမှာတော့အဲ့ဒီလျှက်စီးတန်းတွေဟာကြောက်ရွံ့ခြင်းတွေနဲ့တုန်ခါနေတယ်ကောင်းကင်ယံကနေကြာဆင်းလာတဲ့ Black Lantern Rings တွေဟာတေဆုံးပြီးသားသူတွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်ဒါပေမဲ့သူတို့ပြန်လာတာဟာချစ်ခင်ရသူတွေကိုနှုတ်ဆက်ဖို့မဟုတ်ဘူးရှင်သန်နေတဲ့သူတွေရဲ့နှလုံးသားကိုစားသုံးဖို့ပါပဲဒါကတော့ Blackest Night The Flash ဆိုတဲ့ comics လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကို VPN လေးများခံကြည့်ပေးခြင်းနဲ့ကူညီပေးကြဖို့အတွက်မေတ္တာရက်ခံခြင်းပါတယ်ဆိုတော့ဗီဒီယိုကိုစလိုက်ရအောင်Barry Allen ရဲ့မျက်လုံးတွေကနေတဆင်ဒီကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကိုစတင်မြင်တွေ့လိုက်ရပါတယ်။ Barry ကဒါဟာ Flash ပါမင်းတို့စီကိုဒီသတင်းစကားရောက်နေပြီဆိုရင်ငါတို့ဘာနဲ့ရင်ဆိုင်နေရလဲဆိုတာမင်းတို့သိလောက်ပါပြီလို့စတင်သတိပေးနေပါတယ်။ Central City ရဲ့လူဆိုးဟောင်းတွေမြုပ်နှံထားတဲ့ Avernus နှင်းချိုင်းမှာအမဲရောင်လက်စွပ်တွေကြာရောက်လာပြီးတိတ်ဆုံးသွားတဲ့တငယ်ချင်းတွေရန်သူတွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာအရင်ကလူတွေမဟုတ်တော့ပဲတတ်လို့မရတဲ့ Black Lanterns တွေဖြစ်လာပါတယ်။တစ်ဖက်မှာလည်း Wally West ဟာသူ့ရဲ့ဇနီး Linda ကိုနမ်းပြီးနှုတ်ဆက်နေပါတယ်။ Green Lantern အဖွဲ့တွေကဒီလက်စွပ်တွေရဲ့အရင်အမြစ်ကိုဖျက်ဆီးဖို့ထွက်သွားချိန်မှာသူကကဘာမြေကိုစောင့်ရှောက်ဖို့ကြံရစ်ခဲ့တာပါ။တစ်ချိန်တည်းမှာပဲ Captain Cole ကသူ့ရဲ့လူဆိုးဂိုင်းသားတွေကိုဒီသိမ်မင်းတမန်လက်စွပ်တွေဟာစိတ်ခံစားချက်နောက်ကိုလိုက်တာဖြစ်တဲ့အတွက်ကိုယ်စိတ်ကိုအသက်နိုင်ဆုံးထိန်းထားဖို့တတိပေးနေပါတယ်။အမြန်နှုံးရဲ့ဘရင် Barry Allen ဟာမြို့ထဲကိုအပြေးနေရင်သူ့ရဲ့ဘဝဖြတ်သန်းမှုကိုပြန်လည်တွေးတောနေပါတယ်။သူဟာရဲမှုခင်းပညာရှင်တယောက်ဖြစ်ခဲ့ပုံ Speed Force ကိုရခဲ့ပုံနဲ့သူ့အမေအသက်ခံရမှုအတွက် Rebirth Flash ကိုကလေးစားချေခဲ့ပုံတွေကိုပြန်လည်မြင်အောင်နေပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့သူ့ရဲ့အကြီးမားဆုံးရန်သူ Rebirth Flash ရဲ့အလောင်းကို Rouge Day ကခိုးယူသွားတာကိုသူသိလိုက်ရပြီးဒါဟာနောက်ထပ်ဘလို့အန်ဒီရဲ့ဆိုးတွေတည်ဆောင်လာမလဲဆိုတာကိုစိုးရိမ်နေပါတယ်။ဘလို့ပဲဖြစ်ဖြစ် Boomerang ဆိုတာကပြန်လာစမြဲပဲဆိုတဲ့စကားနဲ့အတူ Central City ရဲ့တင်းကြိုင်မြေမှာ Boomerang ရဲ့သားဖြစ်သူ Owen ဟာသူ့အဖေရဲ့ရုပ်ထုရှင်မှာဒူးထောက်နေပါတယ်။မြေကြီးတဲကနေချော်ရီခဲကြီးလို့ပေါ်လာတဲ့တာပစ်က Owen ကိုမင်းအဖေတယောက်တည်းတင်းကြိုင်တဲကထွက်လာတာမဟုတ်ဘူးတော့လို့သတိပေးနေပါတယ်။ Owen ကတာပစ်ကိုသူ့အဖေနဲ့စကားပြန်ပြောနိုင်အောင်ကူညီဖို့တောင်းဆိုပါတယ်။သူဟာအရင်ကလူဆိုးဖြစ်ခဲ့ပေမဲ့အခုတော့လမ်းမှန်ကိုရှာကျင်နေသူပါ။တာပစ်ကတော့ Owen ကိုဒီ Black Lantern တွေကငါတို့ရဲ့နှလုံးသားကိုလိုချင်နေကြတာမင်းဖေကမင်းကိုကောင်းတာပြောမှမဟုတ်ဘူးလို့သတိပေးနေတုန်းမှာပဲအမှောင်တူတဲကနေအသားဆိုတဲ့ကြောက်စရာအတန်ကြီးထွက်ပေါ်လာပါတယ်25ရာစုကနေလာတဲ့ EOBAT 3 Rebirth Flash ကမှတ်ဉဏ်တွေဟာအမဲရောင်လက်စွပ်ရဲ့စွမ်းရည်တွေနဲ့အတူပြန်လည်ရှင်သန်လာပါတယ်သူဟာ Flash ကိုဘလောက်မုန်းတီးခဲ့ကြောင်း Barry Allen ကြောင့်သူ့ရဲ့လေပင်ကြိုးခဲ့ရပုံတွေကိုနာကျင်စွာပြန်တွေးနေပါတယ်အမဲရောင်လက်စွပ်ရဲ့စွမ်းရည်နဲ့အတူနိုးထလော့ဆိုတဲ့အမိန့်တန်ကြားမှာသူဟာတင်းကြိုင်းတဲကနေပြန်လည်ထွက်ပေါ်လာပါတယ်။တစ်ဖက်မှာလည်း Owen ကတာပစ်ကိုမင်းဘလောက်မြန်မြန်ပြေးနိုင်လဲလို့ကြောက်လန့်တကြားမေးနေပါတယ်။ Barry က Wally ကိုလှမ်းခေါ်ပြီးမြို့ထဲကလူတွေကိုကူညီဖို့ကြိုးစားနေပါတယ်။အဲ့ဒီအချိန်မှာတော့ Kid Flash, Bat Allen နဲ့ Titan အဖွဲ့ Starfire, Cyborg, Raven စတဲ့သူတွေကရောက်ရှိလာကြပါတယ်။ Barry ကGorilla City ကသူ့မိတ်ဆွေ Slover စီကအကူအညီရမလားလို့စဉ်းစားနေပါတယ်။ဒါပေမဲ့ Wally က Slover ဟာလည်းအသက်ခံလိုက်ရပြီးဖြစ်ကြောင်းသတိပေးဖို့စ조사နေပေမဲ့အဆက်အသွယ်ပြတ်တောက်သွားပါတယ်။အဲ့ဒီအချိန်မှာအားလုံးထိတ်လန့်သွားစေမဲ့အရာတစ်ခုဟာဖြစ်လာပါတယ်။ EOBAT 3ဟာ Black Lantern လက်စွပ်ကွန်ဝစ်ဆင်ထားတဲ့ Black Flash အဖြစ်ပြန်လည်ထွက်ပေါ်လာပြီးမြို့ထဲကို Black Flash အသစ်ရောက်လာပြီလို့ကြေညာလိုက်ပါတယ်။ဒါဟာ Barry Allen နဲ့ Speedster အားလုံးတွေအတွက်သေမင်းတမန်စိန်ခေါ်မှုတစ်ခုစတင်လိုက်တာပါပဲ။ Black Lantern အဖြစ်သေခြင်းတရားကနေပြန်လည်နိုးထလာတဲ့ Rebirth Flash EOBAT 3က Barry ရှေ့မှာပေါ်လာပါတယ်။သူက Barry ကိုမင်းကတရားမျှတမှုရဲ့တမန်တော်ဖြစ်ရမှာဒါပေမဲ့မင်းစီးကြော်ခဲ့ပြီ Barry မင်းငါလက်ဘေးကိုချိုးတက်ခဲ့တယ်လို့အပြစ်တင်ရင်ရန်စနေပါတယ်။ Barry ကတော့သူ့ကိုယ်သူစိတ်ငြိမ်ငြိမ်ထားဖို့စ조사နေပြီးဒီ Black Lantern ဟာသူသိတဲ့သွန်းအစ်စ်မဟုတ်ပဲသွန်းသေဆုံးသွားတဲ့နေ့ကမှတ်ဉဏ်တွေနဲ့ program သွင်းထားတဲ့ရုပ်သိမ်းရုပ်တစ်ခုသာဖြစ်တယ်လို့နားလည်လိုက်ပါတယ်။ငါမလုပ်ချင်တဲ့အရာကိုလုပ်ရတော့မယ်။မိုးကြိုးမပစ်ခင်က Barry Allen လို့ပြန်ဖြစ်အောင်စ조사ရမယ်။ငါခံစားချက်အားလုံးကိုပိတ်ချပစ်ရမယ်လို့ Flash ကတွေးလိုက်ပါတယ်။
သွန်းကတေသွားတဲ့လူကိုတခုခုပြောပါအောင်လားလို့အော်ဟစ်ပြီးတိုက်ခိုက်ဖို့ပြင်ပေမဲ့ဘယ်ရီကတော့သူ့ကိုပြန်မတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အကြောင်းကတော့ဘလက်လန်ဒန်တွေဟာစိတ်လှုပ်ရှားမှုတွေကိုအာရုံခံနိုင်လို့ပါပဲငါစိတ်ကိုငါပိတ်ထားရမယ်သူစီကနေအဝေးကိုပြေးထက်သွားမှဖြစ်မယ်လို့တွေးပြီးဘယ်ရီယာမိုင်ပေါင်း900ကျော်အကွာအဝေးကိုမျက်စိတမိတ်အတွင်းထွက်ပြေးသွားပါတော့တယ်ပြေးလွှားနေရင်ဘယ်ရီရဲ့စိတ်ထဲမှာ Gorilla City ရဲ့ခေါင်းဆောင်ဟောက်စလိုဘာကိုသတိရလာပါတယ်။သွန်းကိုမြေမြုပ်ပစ်ဖို့အဆင်သင့်ဖြစ်နေချိန်မှာမေကွန်းတစ်ခုကပေါ်လာတယ်။အကယ်၍ Rebirth Flash ကဘယ်တော့မှပြန်မလာတော့ဘူးဆိုရင်ငါရောပြန်မလာနိုင်တော့ဘူးလား။ဒီမေကွန်းတွေကိုညံကြီးရှင် Gorilla ခေါင်းဆောင်စလိုဘာကိုပဲမေးရမှာငါသူ့ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကစုံခဲ့တာ။ Grok ကိုတားဆီးဖို့ငါတို့မဟာမိတ်ဖွဲ့ခဲ့ကြတယ်။အဲ့ဒီနောက်မှာငါတို့တရားမျှတမှုအကြောင်းဆုံးရှုံးမှုတွေအကြောင်းအများကြီးစကားပြောပြခဲ့တယ်။သူကငါ့ကိုသူ့ရဲ့ရှင်ကျေးမှုတွေကိုသင်ပေးသလိုငါကလည်းငါအကြောင်းတွေကိုပြောပြခဲ့တယ်။သူကငါအမေရဲ့အမှုကိုတော့ကူညီပေးဖို့ကမ်းလှမ်းခဲ့သေးတယ်။ Gorilla City ရဲ့ဒီနေရာကိုတော့ Flash တယောက်သာသိနိုင်တဲ့တုံခါနှုံးအနေနဲ့ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။ Barry ဟာ Gorilla City ကိုရောက်သွားတဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကတုန်လှုပ်စရာပါမြို့ကြီးဟာမီးလောင်ပျက်စီးနေပြီး Grok ကမြို့ကိုတိုက်ခိုက်သိမ်းပိုက်နေပါတယ်Rebirth Flash လိုပဲ Grok ကလည်းတခြားသူတွေရဲ့ဆင်းရဲဒုက္ခကိုအခွင့်ကောင်းရှုတတ်တဲ့သူပါဒါတွေကိုမြင်နေရပေမဲ့ Barry ကတော့ငါဒေါသထွက်လို့မဖြစ်ဘူးငါစိတ်မလှုပ်ရှားရဘူးလို့သူ့ကိုယ်သူထိန်းချုပ်နေရပါတယ်Gorilla City တဲ့ကလှိုင်ကူနံရံတစ်ခုမှာ Barry ဟာ Speed Force နဲ့ပတ်သက်တဲ့ရှေးဟောင်းပကြီးကားတစ်ချက်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီမှာ Barry အံ့ဩသွားတာက Gorilla City က Gorilla တွေဟာ Speed Force အကြောင်းကိုဘာလို့ဒီလောက်တောင်စိတ်ဝင်စားလေ့လာထားကြတယ်လဲဆိုတာပါပဲ။အဲ့ဒီအချိန်မှာ Slover ရဲ့ဝိညာဉ်ပုံရိပ်ကပေါ်လာပြီးမျော်လင့်ချက်ကြောက်လို့ဖြစ်လိုက်ပါတယ်။ဒါပေမဲ့ Barry ကတော့သူ့ရဲ့စိတ်လှုပ်ရှားမှုကိုဖုံးကွယ်ထားဖို့အစွမ်းကုန်စ조사နေရဆဲပါ။နောက်ဆုံးမှာတော့အစိုးဆုံးအခြေအနေကို Barry ကမြင်တွေ့လိုက်ရပါတယ်။မိတ်ဆွေဟောင်း Slover ဟာလည်း Black Lantern အဖြစ်ပြန်လည်နိုးထလာခဲ့ပြီးတခြား Gorilla တွေကိုရရဆက်ဆက်တပ်ဖြတ်နေတာတွေ့လိုက်ရပါတယ်။ Barry အနေနဲ့သူ့ရဲ့မိတ်ဆွေကောင်းတယောက်ထပ်ပြီးဆုံးရှုံးသွားရပြန်ပြီဆိုတာကိုလက်မခံနိုင်ဖြစ်နေပါတယ်။ငါဒေါသမထွက်ဘူး။ငါဒေါသထွက်မှာမဟုတ်ဘူးလို့အန်ကျိတ်ထိန်ချုပ်နေပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ရှင်တွေကဒေါသတွေဟာထိမ့်မနိုင်သိမ့်မရပောက်ကွဲထွက်လာပါတော့တယ်။အမောင်တို့ဖုံးလွှမ်းနေတဲ့ Iron Heights အချင်းတောင်ကို Black Lantern Roots အဖွဲ့ဝင်တွေကစတင်တိုက်ခိုက်လာကြပါတယ်။ဒီအခြေအနေကို Mera Master ကသူ့ရဲ့မှန်ချက်တွေကနေတဆင့်စောင့်ကြည့်နေပြီးသူတို့အထဲကိုဝင်သွားကြပြီးအဟောင်းတွေကိုသွားနှုတ်ဆက်ကြတာနေမှာလို့ပြောလိုက်ပါတယ်။အနားမှာရှိနေတဲ့ Tristar ကတော့အဲ့တော့ပထမဆုံး Tristar အပြင်ဘသူတွေများတေယာကပြန်ရှင်လာသေးလဲလို့မေးတဲ့အခါ Mera Master ကတေဆုံးသွားတဲ့ Roots အဖွဲ့ဝင်အောင်တွေဖြစ်တဲ့ Mera Master ပထမမြောက် The Top Captain Pomeran နဲ့ Rainbow Rider တို့ရဲ့ပုံရိပ်တွေကိုပြသလိုက်ပါတယ်။အဲ့ဒီထဲမှာမိန်းကလေးတယောက်ပါနေတာကိုမြင်တော့ Tristar ကဟိုမိန်းကလေးကဘသူလဲလို့မေးလိုက်တဲ့အခါ Captain Cole ကသူ့ရဲ့ရေခဲတနက်ကိုပြင်ရင်အဲ့ဒါ Golden Glider ငါညမပဲလို့တည်ငြိမ်လှတဲ့လေတံနဲ့ဖြေကြားလိုက်ပါတယ်။တေဆုံးပြီးသား Roots အဖွဲ့ဝင်တွေပြန်ပေါ်လာတာကြောင့် Tristar ကကြောက်လက်တကြားနဲ့သူတို့က Hot Man နဲ့ Hot Girl ကိုတော့တပ်ပစ်ခဲ့တာနော်မင်းတို့ယူနေလားငါတို့လည်းဒီကနေထွက်ပြေးရမယ်လို့အော်ဟစ်လိုက်ပါတယ်ဒါပေမဲ့ Captain Cole ကတော့တုံလုံးချင်းမရှိပဲတေသူတွေကရှင်သူတွေကိုလိုက်လံတပ်ဖြတ်နေမှာတော့ငါတို့နောက်ကိုရောက်လာဖို့ကအချိန်ပဲလိုတော့တာငါတို့ကတော့ဘယ်တော့မှထွက်မပြေးဘူးသူတို့နောက်ကိုပဲလိုက်မှလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အနာကဝဲသားဝေးဆက်ကလည်းငါတို့မှာအားသာချက်ရှိရလို့ဆိုပြီးသူတို့ရဲ့အစွမ်းကိုပြင်ဆင်ကြပါတယ်။ Tristar ကငါရဲ့လက်နဲ့အိတ်လေးလာလို့မေးတော့ Captain Cole က Mera Master ကိုကြည့်ပြီးမဟုတ်ဘူးမင်းမှငါရှိရလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှန်ချက်တွေထဲကနေ Black Lantern အဖွဲ့ဝင်တွေရဲ့ကြောက်မက်ဖွယ်မျက်နှာတွေပေါ်လာပြီးမှန်တွေဟာအစိတ်စိတ်အမွားမွားကွဲအပ်သွားပါတော့တယ်။တစ်ဖက်မှာတော့ Flash Barry Allen ဟာ Black Lantern Rings ကထိန်းချုပ်မှုခံထားရတဲ့ Gorilla City ရဲ့ဘရင်ဟောင်း Slover နဲ့ရင်ဆိုင်နေရပါတယ်။ Slover ကမင်းရဲ့ဒေါသတွေကိုငါခံစားလို့ရတယ် Barry ငါကိုယ်တိုင်လည်းငါတည်သွားခဲ့တာကိုမယုံနိုင်သေးဘူးငါဘလို့ဖြစ်ခဲ့လဲဆိုတာကိုမင်းကိုပြောပြစေချင်လားတငယ်ချင်းဟောင်းကြီးလို့မင်းရင် Flash ကိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်လာပါတယ်Flash ကလည်းအစွမ်းကုန်ခုခံရင်မင်းက Slover မဟုတ်ဘူးလို့ပြန်អော်လိုက်ပေမဲ့ Slover ကငါဘလောက်တောင်မြေမြုပ်ခံထားရလဲမင်းသိလားလို့ပြန်ပြောနေပါတယ်Flash ကသူ့ရဲ့စိတ်ကိုအစွမ်းကုန်ထိန်းချုပ်ပြီးလက်စွပ်ကိုချွတ်ယူကမင်းရဲ့နှလုံးသားကိုငြိမ်ငြိမ်တာပြီးတော့တက်နိုင်သမျှအမြန်ဆုံးပြေးတော့လို့တွေးလိုက်ပါတယ်Black Lantern Slover က Barry ငါ့ကိုကူညီပါလို့အချိန်ချင်းအော်ဟစ်နေပေမဲ့ Flash ကတော့
သူ့ကိုအလွန်မပေးတော့ပါဘူး Flash ကအရှိန်အဟုတ်အပြင်းဆုံးနဲ့ပြေးထွက်လိုက်ပြီး Slover ရဲ့ခန္ဓာကိုယ်ကိုအိန္ဒိယသမုဒ္ဒရာတစ်လျှောက်အစိတ်အမော်ဖြစ်သွားအောင်ဆွဲခေါ်သွားပါတော့တယ်တစ်ဖက်မှာလည်းအခြေအနေတွေကပိုဆိုးလာပြီး Barry Allen မင်းရဲ့သေဆုံးမှုကပထမဆုံးဖြစ်ပြီးမင်းရဲ့ပြန်လည်မွေးဖွားခြင်းကနောက်ဆုံးဖြစ်လိမ့်မယ်လို့လက်စုပ်ကအတန်တွေပေါ်ထွက်လာပါတယ်Flash ကလည်း Wally, Bat အစီအစဉ်ပြောင်းသွားပြီလို့ပြောရင်းနောက်ထပ်ရင်ဆိုင်မှုတစ်ခုအတွက်ပြင်ဆင်လိုက်ပါတယ်။ Iron Heights အချင်းထောင်အပြင်ဘက်မှာတော့ Captain Cole ဦးဆောင်တဲ့ Roots အဖွဲ့ဝင်တွေဖြစ်တဲ့ Hewitt, Weather Wizards, Mera Master နဲ့ Tristar တို့ဟာတိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ Captain Cole ကကဲငါးကောင်တို့ဇွန်ဘီတွေကိုသွားဖမ်းကြစို့လို့အမိန့်ပေးလိုက်ပါတယ်။သူတို့အားလုံးဟာတေယာကနေပြန်ရှင်လာတဲ့သူတို့ရဲ့အဖွဲ့ဝင်ဟောင်း Black Lanterns တွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ညအမောင်သူအောက်မှာ Iron Heights အချင်းတောင်ကြီးရာတိတ်ဆိတ်ခြောက်ကြားပွဲကောင်းနေပါတယ်။အဲ့ဒီအချိန်မှာပဲအလင်းတန်းတွေပောက်ကွဲမှုတွေနဲ့အတူ Roots အဖွဲ့ဝင်တွေဟာအချင်းတောင်တွေကိုအတင်းအဓမ္မကျူးကျော်ဝင်ရောက်လာကြပါတယ်။ Iron Heights တဲကိုငါတို့ကိုယ်တိုင်ဖောက်ဝင်ရလိမ့်မယ်လို့တခါမှမတွေးဘူးလို့တယောက်ကရှေ့ရွတ်လိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းနေတာကအကျဉ်းထောင်တစ်ခုလုံးမှာဘသူ့ကိုမှမတွေ့ရပဲဟာလာဟင်းလင်းဖြစ်နေတာပါ။ Captain Cole ကတော့တခုခုမှားနေပြီဆိုတာကိုသိလိုက်ပြီးအားလုံးဘယ်ရောက်ကုန်ကြတာလဲလို့တတိကြီးစွာနဲ့မေးလိုက်ပါတယ်။သူတို့အကျဉ်းထောင်အနက်ပိုင်းကိုရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကကြောက်စရာကောင်းလာပါတယ်။သေဆုံးနေတဲ့အဆောင်တွေဒဏ်ရာရနေသူတွေကိုတွေ့လိုက်ရပြီးအကျဉ်းသားတအူးကငါ့ကိုကူညီပါအောင်အောက်မှာလူတွေအသက်ရှင်နေသေးတယ်တချို့တွေအသက်ရှင်နေသေးပါတယ်လို့ပြောလိုက်ပါတယ်။Captain Cole ကတော့ထူးဆန်းတဲ့အခြေအနေတွေကြောင့်သူ့ရဲ့ခိုးကန်းနဲ့တစ်ဖက်လူကိုပြစ်လိုက်ပြီးအဖွဲ့ဝင်တွေကိုမေးလိုက်ပါတယ်။သူငါတို့ကိုရန်သူစီကိုအပ်လိုက်တာလို့မင်းထင်လား။ထိုစဉ်မှာပဲမှန်ချက်တွေကွဲအပ်သွားပြီးကြောက်မက်ဖွယ်ကောင်းတဲ့ Black Lanterns တယောက်ပေါ်လာပါတယ်။သူကတော့တခြားသူမဟုတ်ပဲအရင်က Roots အဖွဲ့ဟောင်း Mera Master Sunskada ပဲဖြစ်ပါတယ်။သူဟာသေဆုံးပြီးနောက်အမောင်လက်စွပ်ရဲ့စွမ်းအားနဲ့ပြန်လည်နိုးထလာတာပါ။မင်းကငါရဲ့ပစ္စည်းတွေကိုခိုးယူသွားတဲ့နိုင်ငံသားပေါ့လေဘသူကအရှိတ်လဲဘသူကအစ်စ်လဲဆိုတာအခုကြည့်လိုက်ရအောင်လို့ပြောရင်သူတို့အဖွဲ့ကိုစိန်ခေါ်လိုက်ပါတယ်ချိန်ထဲမှာပဲသူတို့အဖွဲ့ဟာဘုံမရန်နေနဲ့တိုက်ခိုက်ခံလိုက်ရပါတယ် Hewitt, Captain Cole နဲ့ Weather Wizard တို့ဟာတိုက်ခိုက်မှုတွေကိုကာကွယ်ရင် Weather Wizard ကခိုးသူတို့ကိုလိုက်ရှာနေတာကမှန်ကောမှန်ရလားလို့မေးလိုက်ပါတယ် Captain Cole ကမင်းလည်းသိတာပဲမာတော့ Roots တွေကဘယ်တော့မှထွက်မပြေးဘူးအဲ့ဒီအချိန်မှာပဲကောင်းသောနေ့ပါငါကောင်တို့ဆိုတဲ့စကားသံနဲ့အတူတိတ်ဆုံးသွားတဲ့ Captain Boomerang ဟာ Black Lanterns အဖြစ်ပြန်လည်ပေါ်ပေါက်လာပါတယ်တိုက်ပွဲအတွင်းမှာ Captain Cole ကသူ့ရဲ့ခိုးကန်းတဲ့ရေခဲနံရံကြီးတစ်ခုဖန်တီးလိုက်ပါတယ်အဲ့ဒီအချိန်မှာ Black Lantern ဖြစ်နေတဲ့တငယ်ချင်းဟောင်းတွေကသူ့ကိုလှောင်ပြောင်နေကြပါတယ်လန်မင်းငါတို့ကိုဘယ်တော့မှရဲအောင်လုပ်မပေးခဲ့ဘူးနော်မင်းကဘယ်အရာကိုမှဂရုမစိုက်ဘူးလို့ပြောတဲ့အခါခိုးကငါကဘယ်အရာကိုမှဂရုမစိုက်ဘူးသူမကလွဲရင်ပေါ့လို့သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ညီမလေးကိုရည်ညွှန်းပြီးနာကျင်စွာနဲ့ပြန်ပြောလိုက်ပါတယ်ခိုးရဲ့စကားမဆုံးခင်မှာပဲရေခဲနံရံကိုဖောက်ထွက်ပြီး Golden Glider ပေါ်လာပါတယ်။ဒါပေမဲ့သူမဟာအရင်ကသူတီးခဲ့တဲ့ညီမလေးမဟုတ်တော့ပဲအမှောင်တူရဲ့စေခိုင်းမှုကိုခံနေရတဲ့ Black Lantern တယောက်ဖြစ်နေပါတယ်။အကိုကြီးငါ့ကိုလိုက်ရှာနေတာလို့သူကပြောရင်သူမရဲ့အေးဆက်တဲ့လက်သေးတွေနဲ့ Captain Cole ကိုရဲရဲဆက်ဆက်တိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲကောင်းကင်ယံမှာ Blue Lantern ကတင်ကေတာကြီးပေါ်လာပြီးကဘာမြေမှာ Barry Allen ဆိုတဲ့ခေါ်တဲ့ပေါ်ထွက်လာပါတယ်။လက်စုပ်ကမင်းဟာအတိတ်ကနာကျင်မှုတွေရှိနေပေမဲ့မျောလင်းချက်ကိုစုပ်ကင်ထားနိုင်ခဲ့တယ်။မင်းဟာမနှက်ဖြန်အတွက်ယုံကြည်ချက်နဲ့ရှေ့ဆက်နိုင်ခဲ့တယ်။မင်းဟာမင်းရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်းယုံကြည်မှုတွေကူးဆက်စေခဲ့တယ်။အခက်ခဲတွေဘလောက်ရှိမင်းဘယ်တော့မှမရက်တန့်ခဲ့ဘူး။မင်းဟာတကယ်မျောလင်းချက်ကတမန်တော့ပဲ။ကဘာမြေမှာ Barry Allen မင်းမှာမျောလင်းချက်အကြီးအကျယ်ရှိတယ်လို့ဆိုက Blue Lantern Rings ကBarry Allen စီပြန်တန်းလာပြီးသူ့ကိုရွေးချယ်လိုက်ပါတော့တယ်။ Barry Allen တယောက် Blue Lantern အဖြစ်ပြောင်းလဲသွားတဲ့အခါသူကငါနာမည်က Barry Allen ပြီးခဲ့တဲ့48နာရီလုံးငါရဲ့ခံစားချက်တွေအစွမ်းကုန်မြုပ်နှံထားခဲ့ပေမဲ့ဒီ Black Lanterns တွေရှင်းမှာတော့ဘာမှထူးမလာခဲ့ဘူး။ဒါပေမဲ့အခု Blue Lanterns Ring ကြောင့်ငါရဲ့နှဘေးမှာစိတ်ဩကာရှိနေတယ်လို့ခံစားရတယ်။ဒီလက်စွပ်ကပေးတဲ့စွမ်းရည်တွေကငါ့ကိုရှစ်ဆက်ဖို့တွန်းအားပေးနေတယ်လို့ပဲလို့ပြောလိုက်ပါတယ်။နေရာမှာရက်မနေနဲ့လို့စိတ်ဝေါ်ကာကသတိပေးပါတယ်မျက်စိနဲ့မကြည့်ပဲစိတ်ဝိညာဉ်နဲ့ကြည့်ဖို့မင်းကိုလိုအပ်တဲ့နေရာကိုမင်းအလိုလိုသိလာလိမ့်မယ်လို့ဆိုပါတယ်ဘယ်ရီကလည်းအလင်းတွေကအရန်တောက်ပနေတော့မျက်စိမိတ်ထားဖို့တောင်ခက်တယ်ဒါပေမဲ့ငါမြင်နေရပြီဘ
Bat ကို Black Lantern Rings ကသိမ်းပိုက်သွားပြီးသူတင်အပ်ဆဲဆဲဖြစ်နေတာကိုငါသိတယ်လို့ပြောရင်းစိုးဝါတဲ့အခြေအနေကိုတတိပြုမိသွားပါတယ်။ Black Lantern ဖြစ်နေတဲ့ Ronnie က Jason ကိုညှင်းပန်းနှိပ်စက်နေချိန်မှာ Barry ကမတွန့်ဆုတ်နဲ့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့သူ့ကိုယ်သူအားပေးပြီးဝင်ရောက်ကယ်တင်ပါတယ်။ငါ Ronnie ကိုမကယ်နိုင်ရင်တော့ Jason ကိုတော့ကယ်နိုင်ရမယ်လို့သူကဆုံးဖြတ်ချက်ချလိုက်ပါတယ်။အပြာရောက်အလင်းတန်းတွေက Jason ရဲ့ချစ်သူ Ronnie တတ်ခဲ့တဲ့သူရဲ့ပုံရိပ်အဖြစ်ပြောင်းလဲသွားပြီးသူတို့ကိုပြန်ဆောင်ပေးလိုက်တဲ့အတွက် Jason ဟာလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့အခြေအနေကပိုဆိုးလာပါတယ်။ Black Lantern ဖြစ်သွားတဲ့သူ့မြေ Bat Allen ရောက်လာပြီး Barry ကိုတိုက်ခိုက်ပါတယ်။ Bat ကအဖိုးကအမဲရောင်လက်စွပ်ကိုပဲဝေးရမှာလေအဖိုးပြန်မလာတင်ဘူးဆိုတာကိုတကယ်သိရလားလို့ညံစပါတယ်။ Barry ကလည်းငါမြေးကိုငါတေချာမသိလိုက်ရသေးဘူးဒါပေမဲ့အခုတော့သိအောင်လုံးရပါပေါ့လို့ဆိုပြီးရင်ဆိုင်ပါတယ်။ Blue Lantern Rings ကစွမ်းရင်တွေက Bat ကစိတ်ထဲမှာရှိနေတဲ့အတိတ်ကပုံရိပ်ကောင်းတွေဖြစ်တဲ့ Impulse နဲ့ Kid Flash တို့ကိုပေါ်ထွက်လာစေပါတယ်။ Black Lantern Bat ကတော့မင်းခဏပဲဆွဲထားနိုင်မှာပါ Barry ငါတို့အားလုံးသေရမှာပဲလို့ပြောနေတော့မှာပဲ Barry ကလူတိုင်းဟာသူတို့အချိန်မတန်ခင်အသက်ကိုမစွန့်လွတ်သေးဘူးလက်စွပ်ကရုံးကန်နေတယ်မင်းလဲရုံးကန်နေရတာပဲ Bat မျောလင့်ချက်ကိုစုပ်ကင်ထားစမ်းပါလို့တိုက်တွန်းနေပါတယ်ဒီအချိန်မှာပဲအမြဲတမ်းနှောက်ယှက်နေကြဖြစ်တဲ့ Eobard Rebirth Flash က Black Lantern အဖြစ်ပေါ်လာပါတယ်ငါမင်းရဲ့မျောလင့်ချက်တွေကိုဖျက်ဆီးဖို့ဘဝကိုအချိန်ပေးခဲ့တာမင်းစီကဘာတွေပဲလူယူမင်းကတော့မျောလင့်ချက်ကိုပြန်ရှာတွေ့နေတာပဲလို့သူကပြောပါတယ်Rebirth Flash က Barry ကိုအားပြက်အောင်လုပ်ဖို့ကြိုးစားနေတာပါနောက်ဆုံးမှာတော့ Wally West ရောက်လာပြီး Rebirth Flash ကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ Wally က Rebirth Flash ကအသက်ရှင်နေတာမဟုတ်ဘူးလားလို့မေးတဲ့အခါ Barry ကဒါဟာ Time Travel ကြောင့်ဖြစ်နိုင်ကြောင်းပြန်ဖြေပါတယ်။ Zoom ကတော့ Barry နောက်ကိုလိုက်နေတာ Rebirth Flash တယောက်တည်းမဟုတ်ဘူးဆိုတာမင်းသိလားငါတို့အတွက်တော့မင်းရဲ့ဒီအပြာရောင်ဝစ်စုံကငါတို့စီကိုလာဖို့လမ်းပြမီတစ်ခုပဲလို့ပြောလိုက်ပါတယ်။စစ်မြင့်ပြေဟာရုပ်သဲသဲနဲ့ဗျံပရာတွေဖြစ်နေပါတယ်။ Gorilla တွေဆိုတဲ့ထိတ်လန့်တကြားအော်ဟစ်တန်တွေနဲ့အတူတေဆုံးသွားတဲ့ Slover ဟာ Black Lantern အဖြစ်ပြန်လဲနိုးထလာပြီးတိုက်ခိုက်နေပါတယ်။သူဟာ Walker, Barry နဲ့ Wally တို့ရဲ့စိတ်ထဲမှာနာကျင်ခြောက်ခြားဖွယ်အော်ဟစ်တန်တွေကိုပဲ့တင်ထက်စေပါတယ်။ဒါပေမဲ့အဲ့ဒီအော်ဟစ်တန်တွေရဲ့နောက်ွယ်မှာတော့ပိုမိုနှက်ဆိုင်ပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုရှိနေပါတယ်။ Black Lanterns တွေဟာငါတို့ကိုပြန်ခေါ်ပေးသွားစမ်းမဟုတ်ရင်တော့သေရမယ်လို့ချိန်ချောက်ရင်းသူတို့ရဲ့အနက်ရောင်လက်စွပ်တွေကနေအမှောင်ထုစွမ်းအင်တွေကိုထုတ်လွှတ်နေပါတယ်။တစ်ဖက်မှာတော့ Captain Cold ဟာသူ့ရဲ့တေဆုံးသွားတဲ့ညီမဖြစ်သူ Lisa ရဲ့ခြောက်လက်မှုကိုခံနေရပါတယ်။ Lisa ရဲ့ရုပ်အလောင်းဟာ Black Lantern အဖြစ်ပြန်လာပြီး Lanny ကိုစိတ်တက်ကြအောင်စကလုံးတွေနဲ့တိုက်ခိုက်နေပါတယ်။မင်းငါကိုတယောက်တည်းထားခဲ့တယ်။ငါတေခဲ့ရတာမင်းငါကိုမကာကွယ်ပေးခဲ့လို့ဆိုတဲ့အဖြစ်တင်စကားတွေကလန်နီရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းတယ်လို့ခံစားစေရပါတယ်။လီဆာဟာလန်နီရဲ့တစ်ခုတည်းသောအားနည်းချက်ဖြစ်တဲ့ချစ်ချင်းမြတ်တာကိုအသုံးချပြီးသူ့ကိုဖျက်ဆီးဖို့စ조사နေတာပါ။ Mera Master ဟာလည်းတတ်တူခံစားနေရပါတယ်။အရင်က Mera Master ဟောင်းဖြစ်တဲ့ Sam Skater ဟာမှန်ပြင်ဘက်ကထွက်ပေါ်လာပြီး Evan ကိုလောင်ပြောင်နေပါတယ်။ငါရဲ့မျက်နှာဖုံးနောက်မှာပုံနေတဲ့ကောင်မင်းက Wonderland နဲ့ပတ်ပြေးနေတာပဲလို့ပြောရင် Evan ရဲ့စိတ်ကိုကြောက်ကြက်ဖြစ်အောင်လုပ်နေပါတယ်။အတိတ်ကပုံကိုယ်တွေဟာသူတို့ရဲ့နေရာကိုပြန်လို့ကျင်နေတဲ့အတွက်လက်ရှိလူတွေကိုစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေကြတာပါ။ Hewitt ကိုတော့ Rainbow Rider ကအယောင်အသွေးစုံနေတဲ့အလှတရားတွေနဲ့ဖျားယောင်းနေပြီး Weather Wizard ကိုတော့ The Top ကသူတို့အတိတ်ကကြံစီခဲ့မှုတဲ့လျှို့ဝှက်ချက်တွေနဲ့နှောက်ယှက်နေပါတယ်။ငါတို့တွေအတူတူ Snack ကိုဖြုတ်ချပြီး Roost အဖွဲ့ကိုဘလို့ထိန်းချုပ်ဖို့ကြံခဲ့လဲဆိုတာသူတို့သိကြလားလို့ The Top ကမေးခွန်းထုတ်ရင်းအဖွဲ့ဝင်တွေကြားတန်တရားစိတ်တွေတွင်းပင်းနေပါတယ်။ဒါပေမဲ့ Captain Cold ဟာတာမန်လူမဟုတ်ပါဘူး။သူဟာသူ့ညီမရဲ့အတန်တွေအပြစ်တင်မှုတွေကိုအန်တူပြီးပြန်လဲနိုးထလာပါတယ်။ငါအကြာကြီးကလေးကတင်ယူခဲ့ပြီးပြီညီမလေးဘဝကိုမင်းအပြင်းအထန်ရိုက်ခတ်လာတဲ့အခါအตาလေးခါချပစ်လိုက်ရုံပဲလို့သူကပြောလိုက်ပါတယ်။သူဟာသူ့ရဲ့နာကျင်မှုတွေကိုအေးခဲစေပြီးခံစားချက်တွေတဲ့လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်ကိုဦးစားပေးဖို့ပြင်ဆင်လိုက်ပါတယ်။လန်နီယာသူ့ရဲ့ခိုးကန်းနဲ့သူ့ညီမရဲ့ရုပ်အလောင်းကိုအေးခဲပစ်လိုက်ပါတယ်။မင်းဟာတစ်ချိန်ကငါဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့တာအမှန်ပဲဒါပေမဲ့ဒီအစိပ်ပိုင်းကတည်ဆုံးသွားပြီးမရှိတော့ဘူးလို့ပြောရင်သူဟာအတိတ်ကတန်ရောစင်ကိုအပီးတိုင်ဖြတ်တောက်လိုက်ပါတယ်သူဟာကျန်တဲ့ Roost အဖွဲ့တွေကိုလှည့်ကြည့်ပြီးမင်းရဲ့တငယ်ချင်းဟောင်းတွေကတေးချင်းတင်နေလိမ့်မယ်ဒါပေမဲ့ငါတို့ကဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ဆုံးဖြတ်ချက်ခိုင်မာစွာပြောလိုက်ပါတယ်အိုဝမ်က
သူ့ရဲ့အဖေဖြစ်တဲ့ Delta Harkness ကိုကာကွယ်ဖို့စ조사နေပါတယ်ကပတိန်ခိုးကမိုက်မဲမနေနဲ့ကောင်းလေအဲ့ဒါကမင်းအဖေမဟုတ်ဘူးအသားမရှိတဲ့အယိုးစုကြီးပဲလို့သတိပေးနေပေမဲ့အိုဝမ်ကတော့နားမထောင်ပါဘူးအိုဝမ်ကကျွန်တော်အဖေကိုကူညီပါဖေကိုဘလို့ပြန်ရှင်လာအောင်လုပ်ရမလဲဆိုတာကျွန်တော်သိတယ်လို့ယုံကြည်နေပါတယ်ဒါဟာနောက်မှဖြစ်လာမယ်ကြောက်စရာကောင်းတဲ့လုပ်ရက်တွေရဲ့အစာပြိုးခြင်းပဲဖြစ်ပါတော့တယ် Keystone CD ရဲ့အမောင်ဖုံးနေတဲ့ညာချမ်းတစ်ခုမှာအိုဝမ်ဟာစိတ်ပြက်အားငယ်စွာနဲ့မေးခွန်းထုတ်နေပါတယ်သူဟာသူ့အဖေကပတိန်ပုံမရန်ရဲ့လုပ်ငန်းတွေကိုဆက်ခံခဲ့ပြီးသူ့မှာလည်းမြန်နှုံးမြင့်စွာနေရှိနေတာကိုသိခဲ့ရပါတယ်အခုတော့သူ့အဖေပြန်ရှင်လာပြီးဖြစ်တဲ့အတွက်သူ့အဖေကိုကယ်တင်ဖို့အစီအစဉ်တစ်ခုစတင်နေပါတယ်အဲ့ဒီနောက်မှာသူဟာ Sambless ဆိုသူနဲ့တွေ့ဆုံပြီး Roots အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းမှုတစ်ခုလုပ်နေပါတယ် Sambless ကတော့ Roots အဖွဲ့ထဲဝင်ဖို့စိတ်ဝင်စားနေပါတယ်ရုတ်တရက် Sambless ဟာတွန်းချခံရပြီးအမောင်တဲကိုပြုတ်ကျသွားပါတယ်မှောင်မိုက်နေတဲ့အောက်ခြေမှာသူဟာဘသူရှိလဲလို့မေးလိုက်တဲ့အခါမှာတော့ကြောက်ရွံ့ခြင်းဆိုတဲ့အတန်ကြီးပေါ်ထွက်လာပါတော့တယ်တန်ကြိုးတွေနဲ့ရစ်ပတ်ထားတဲ့ကြောက်မက်ဖွယ် Black Lantern ကပတိန်ပုံမရန်ဟာပေါ်ထွက်လာပြီး Sambless ကိုတပ်ပစ်လိုက်ပါတယ်အိုဝမ်ကသူ့အဖေဖြစ်သူကိုပြန်အသက်သွေးမှုစ조사နေပုံကြပြီး Black Lantern ကပတိန်ပုံမရန်ကအလုပ်ဖြစ်နေပြီးသွေးတွေကနှွေးလာပြီးနှလုံးခုန်တန်ပြန်ကြားရပြီလို့ပြောနေပါတယ်ဒါအပြင်သူကနောက်ထပ်ရစ်ပူဇော်ဖို့လူတွေလိုသေးတယ်လို့လည်းပြောနေပါတယ်အိုဝမ်ကတော့သူ့အဖေကိုပြန်အသက်သွင်းဖို့ဘာမဆိုလုပ်ဖို့အစဉ်သင့်ရှိနေပါတယ် Blue Lantern စွမ်းအားတွေကိုရရှိထားတဲ့ Barry Allen The Flash ကကောင်းကင်မှာပေါ်လာပါတယ်သူကငါနာမည်က Barry Allen ပါငါအသက်ရှင်နေရတာဝမ်းသာတယ်လို့ပြောရင်သူ့ရဲ့အပြာရောင်လက်စွပ်ကစွမ်းအားနေတဲ့အတူ Wally West ကိုပါကူညီနေပါတယ် Barry Allen ရဲ့တောက်ပတဲ့အပြာရောင်အလင်းတန်းတွေကကျူးကျော်သူ Black Lantern တွေကိုဟန်တားနေပါတယ်။ Zombie ဖြစ်နေတဲ့ Slover က Barry ကိုမင်းကအရန်တောက်ပလုံးတယ်လို့ပြောတဲ့အခါ Barry ကသူ့ရဲ့ယုံကြည်ချက်နဲ့အလင်းရောင်ဟာစိတ်အော်ကာစီကရတဲ့လက်စွန်းကြောက်တယ်မဟုတ်ပဲခိုင်မာတဲ့တန်ဋိဌာန်ကြောင့်ဖြစ်တယ်လို့ပြန်လဲတုံ့ပြန်နေပါတယ်။တစ်ဖက်မှာလည်း Bat Allen ကိုကယ်တင်ဖို့အာယုံစိုက်နေကြပါတယ်။ Black Lantern အဖြစ်ပြန်လဲအသက်သွင်းခံထားရတဲ့ Bat Allen ဟာ Wally West ကိုတိုက်ခိုက်နေပါတယ်။ Barry Allen ကတော့ Blue Lantern ရဲ့မျှော်လင့်ချက်အလင်းတန်းတွေနဲ့ Bat လက်က Black Lantern Rings ကိုဖယ်နိုင်ဖို့စ조사နေပါတယ်။တစ်ပတ်မှာလည်း Eobard 3ရဲ့6လက်မှုတွေဟာ Barry ရဲ့စိတ်လှုပ်ရှားစရာရုန်းကန်မှုတွေနဲ့မြင်တွေ့နေရပါတယ်။ Barry Allen ကပြီးခဲ့တဲ့အပတ်ကမှသူကိုယ်တိုင် Eobard 3 Rebirth Flash ကို Iron Heights အချင်းထောင်ထဲမှာအရှင်လက်ဖမ်းဆီးချုပ်နှောင်ထားခဲ့တာကိုပြန်စဉ်းစားနေပါတယ်။ဒါပေမဲ့အခုမြင်နေရတဲ့အခြေအနေတွေကမဖြစ်နိုင်တာတွေဖြစ်နေတဲ့အတွက် Barry ရဲ့အပြာရောင်လက်စွပ်ကသူ့ကိုစိတ်နဲ့မစင်စားပဲနှလုံးသားနဲ့ခံစားဖို့တိုက်တွန်းနေပါတယ်။တစ်ဖက်မှာလည်း Captain Cole နဲ့ Roots အဖွဲ့ဝင်တွေဟာတစုံတစ်ခုကိုရင်ဆိုင်ဖို့ပြင်ဆင်နေကြပါတယ်။ Captain Cole ကမှန်ထဲမှာပိတ်မိနေတဲ့ Mera Master ကိုသူ့ရဲ့ခိုးကန်းသုံးကကယ်တင်လိုက်ပါတယ်။တစ်ဖက်မှာလည်း Heatwave ကသူ့ရဲ့ Heat Gun နဲ့ Black Lantern တွေကိုတိုက်ခိုက်နေပါတယ်။ Weather Wizard ကငါရဲ့ကိုယ်ပိုင်အပူလိုင်းတချို့ကိုမင်းထဲထပ်ပေါင်းပေးမယ် Mick လို့ဆိုကကူညီပေးနေပါတယ်။ Heatwave ကတော့သူ့ကိုယုံကြည်ထားဖို့ဆိုနေပါတယ်။အရာအားလုံးမှာအရေးပျော်မှတ်ရှိတယ်လို့ဆိုရင် Black Lantern Rings တွေဟာစတင်အရှင်ပျော်လာပါတယ်။အမှောင်တူထဲကနေ Eobard 3's Rebirth Flash ဟာလူရုပ်မှအပြုံးနဲ့ပေါ်လာခဲ့ပါတယ်။သူက Wally West ကိုကြည့်ပြီးမင်းငါ့ကိုမုန်းနေတာငါသိတယ် Wally ငါရှိနေသူရဲ့ပြီးတော့ Barry ပြန်ရောက်လာပြီဆိုတော့မင်း Kid Flash ပြန်ပြစ်ဖို့လမ်းမရှိတော့ဘူးလို့နှောင်ပြောင်လိုက်ပါတယ်။ဒါကငါရဲ့အလှဲ့ပဲလို့ပြောရင် Wally ကိုအားပြင်းတဲ့လျှက်စီးကြောင်းတွေနဲ့တိုက်ခိုက်ပြီးဒါ flashback ပဲမင်းတေသွားတာမှပိုကောင်းအောင်မယ်လို့ရိုက်နဲ့နှိပ်စက်လိုက်ပါတော့တယ်။အခြေအနေတွေကတော်တော်လေးဆိုးဝါးနေချိန်မှာ Bat Allen ကစိတ်ထိခိုက်နေတဲ့အတန်နဲ့ငါပြောခဲ့တဲ့စကားတွေအားလုံးအတွက်တောင်းပန်ပါတယ်။အရာအားလုံးကိုဖျက်ဆီးမိလို့တကယ်စိတ်မကောင်းပါဘူးလို့ Wally ကိုတောင်းပန်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမှောင်တူရဲ့ကူးစက်မှုကိုစတင်သိရှိလိုက်ရပြီးသူတို့နှစ်ယောက်ဟာပြင်းထန်တဲ့အလင်းတန်းကြီးနဲ့အတူလွင့်စင်ထွက်သွားပါတော့တယ်။တစ်ဖက်မှာလည်း Captain Cole တို့ရဲ့ Roots အဖွဲ့ဟာတစုံတစ်ခုကိုစောင့်ကြည့်နေကြပါတယ်။ Black Lantern တွေကတယောက်က Snap နောက်ဆုံးတော့မင်းသဘောပေါက်သွားပြီမလားငါတို့ကိုရောမင်းညီမကိုရောမင်းအခုလိုလက်ထက်သွားလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။သူတို့ရှေ့မှာတော့တေဆုံးသွားပြီးသားလူတွေဟာ Black Lantern တွေအဖြစ်ပြန်လဲနိုးထလာခဲ့ပါတယ်။ Roots အဖွဲ့ဝင်တယောက်ကမင်းသူတို့ကိုခဲပစ်လိုက်တာလားရေခဲတွေလည်းမတွေ့ပါဘူးလို့မေးတော့ Captain Cole ကငါရဲ့တနက်မထုတ်ရသေးဘူးလို့အေးဆက်ဆက်ပဲပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကဘာမြေရဲ့ Eobard 3 စာ Black Lantern အဖြစ်အသွင်ပြောင်းဖို့အသစ်ဖြစ်နေခဲ့ပါတယ်။ Roots အဖွဲ့ဝင်တွေကလည်းသူတို့ရှေ့ကမြင်ကွင်းကြောင့်ကြောက်လန့်တုန်လှုပ်နေကြတယ်။
Tristar ကငါမှလှဲ့ကွက်တွေကုန်နေပြီလို့ပြောနေချိန်မှာ Captain Cole ကငါသူတို့ကိုဂရုမစိုက်ဘူးဆိုတဲ့မျက်နှာပေးနဲ့ရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်။တစ်ဖက်မှာလည်း Barry နဲ့ Rebel Flash တို့ဟာအပြင်းအထန်တိုက်ခိုက်နေကြပါတယ်။တိုက်ပွဲကပိုပြီးပြင်းထန်လာတယ်။ Captain Cole ကဒါက Cole Generate ပဲဒီနေရာတစ်ခုလုံးရေခဲတောင်ကြီးဖြစ်သွားစေရမယ်လို့ကြွေးကြော်ပြီးဘုံခွဲလိုက်ပါတယ်။တနေရာလုံးရေခဲတွေဖုံးလန်းသွားပြီး Eobard Thorns ရဲ့အမှောင်တုစွမ်းအင်တွေကလည်းအေးခဲသွားခဲ့ရပါတယ်။ Barry Allen က Blue Lantern အဖြစ်နဲ့ Bat ကိုကယ်တင်ဖို့စ조사နေပါတယ်။သူက Wally ကို Bat ကိုပဲအာရုံစိုက်တာငါတို့ Speed Force ကနေတဆင့်သူ့ကိုဆက်သွယ်လို့ရနေတုံးပဲလို့အားပေးတယ်။ဒါပေမဲ့ Wally က Bat ထဲကိုတုံခါပြီးဝင်ရောက်ဖို့စ조사တဲ့အခါမှာတော့အခက်အခဲတွေရှိနေခဲ့တယ်။ငါတခုခုတည်းကိုတုံခါပြီးဝင်လိုက်ရင်အဲ့ဒါကပောက်ကွဲသွားတတ်တယ်လို့ Wally ကပြောလိုက်တဲ့အခါ Barry ကအဲ့ဒါဘယ်တုန်းကစဖြစ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ Barry ကတော့နောက်မှပြောမယ်အခုအချိန်မရှိတော့ဘူးလို့ဆိုပြီး Bat ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Barry က Bat ကစိတ်ဝိညာဉ်စီကိုအရောက်သွားပြီးမင်းမသေးသေးဘူး Bat မင်းကတခြားသူတွေတဲ့ဘလို့ရှင်တန်ရမလဲဆိုတာပိုသိတဲ့လူပဲလို့ပြောရင်းဖြောင်းဖြခဲ့ပါတယ်။ Bat ကမျက်ရည်တွေနဲ့ Barry လို့ပြန်ထူလိုက်တဲ့အခါ Barry ကသူ့ကိုဖတ်ထားပြီးဒီနေရာကနေထွက်ကြဆုံးငါတူလို့နှွေးထွေးစွာပြောလိုက်ပါတယ်။အမှောင်တုတွေကလည်းပျောက်ကွယ်စားပြုတ်လာပါပြီ။နောက်ဆုံးမှာတော့အမှောင်တုနဲ့ချိတ်ဆက်ထားတဲ့အနှောင်အဖွဲ့တွေပြတ်တောက်သွားခဲ့ပါတယ်။ပြင်းထန်တဲ့လျှက်စီးတန်ကြီးနဲ့အတူ Bat Allen, Kid Flash ဟာအမှောင်တုထဲကနေရုံထွက်ပြီးပြန်လဲနိုးထလာပါတော့တယ်။မျော်လင့်ချက်အလင်းရောင်တွေနဲ့အတူသူတို့ရဲ့စစ်မှန်တဲ့စွမ်းအားတွေကပြန်လဲတောက်ပလာပြီးဖြစ်ပါတယ်။အခြေအနေတွေကတော်တော်လေးထူးဆန်းနေပါတယ်။ Barry Allen ကမင်းအဆင်ပြေလားလို့မေးလိုက်တဲ့အခါ Bat ကတော့ဒါကတကယ်ကိုထူးဆန်းတာပဲမင်းတို့နှစ်ယောက်လုံးကိုငါမြင်နေရတယ်ငါပြောသမျှကိုလည်းငါကိုယ်တိုင်ပြန်ကြားနေရတယ်လို့တုံ့လောက်စွာပြောနေပါတော့တယ်သူတို့ရှေ့မှာတော့ Rebel Flash ကအပြာရောင်လက်စွပ်ရဲ့စွမ်းအားကြောင့်လားဒါမှမဟုတ်တခြားအကြောင်းကြောင့်လားမသိပဲရေခဲရုပ်တုကြီးတစ်ခုလိုအေးခဲနေပါတယ်Wally ကဒါက Mera Master ရဲ့လက်ချက်လားလို့မေးပေမဲ့ Barry ကတော့မဟုတ်ဘူးလို့ညင်းဆိုနေပါတယ်ရေခဲတုံးကြီးထဲမှာအေးခဲနေတဲ့သွန်းခဲ့မျက်နှာဟာကြောက်မက်ဖွယ်အသွင်အပြင်နဲ့ရှိနေခဲ့ပါတယ်တစ်ဖက်မှာတော့ Captain Cole နဲ့သူ့ရဲ့ Roots အဖွဲ့ဝင်တွေဟာအခြေအနေဇုံးနဲ့ရင်ဆိုင်နေရပါတယ်။ Owen ကသူ့အဖေကိုပြန်ရှင်လာအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ Black Lantern တွေရဲ့ထောင်ချောက်တဲကိုဆင်းသက်နေခဲ့ပါတယ်။ Captain Cole က Owen မင်းသူတို့ကိုအစာကျွေးနေတာပဲသူကလူပြန်ဖြစ်လာမှာမဟုတ်ဘူးလို့သတိပေးပေမဲ့ Owen ကတော့နားမထောင်ပါဘူး။ Captain Cole ကOwen ကိုမြေကျင်းဝမှာရက်ခိုင်းပြီးပြက်ပြက်သားသားမေးခွန်းထုတ်ပါတယ်။မင်းအောက်ထဲကိုလူဘယ်နှယောက်တောင်တွန်းချလိုက်ပြီလဲလို့မေးရင်ကျင်းထဲကကလေးကစားစရာအယုတ်ကလေးကိုကြည့်ကကိုးကဲမျက်နှာဟာပုံမတင်းမာလာပါတယ်။အမျိုးသမီးတွေနဲ့ကလေးတွေရောပါလားလို့သူကထပ်မေးပါတယ်။ Owen ကတုံတုံရင်နဲ့ငါလိုပဲဆိုနိုင်ရှာပါတယ်။အဲ့ဒီအချိန်မှာတော့ခိုးက Roots တွေဟာဘယ်တော့မှအမျိုးသမီးတွေနဲ့ကလေးတွေကိုမတတ်ဘူးဆိုတဲ့သူတို့ရဲ့ဂုဏ်သိက္ခာကိုသတိပေးလိုက်ပါတယ်။မင်းဟာငါတို့ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးပစ်လိုက်ပြီး Owen လို့ပြောရင် Captain Cole က Owen ကိုမြေကျင်းထဲတွန်းချလိုက်ပါတယ်။ Owen ကအော်ဟစ်ပြီးကျင်းထဲကိုပြုတ်ကျသွားပါတယ်။ကျင်းအောက်မှာတော့အလောင်းအဖြစ်ကနေပြန်ရှင်နေတဲ့သူ့အဖေ Decker Harkness ကငါမင်းနဲ့နီးစပ်နေပြီလို့ပြောရင်စောင့်ကြိုနေပါတယ်။ခိုးကတော့အေးဆက်စွာနဲ့ပဲမင်းအဖေအတွက်လှုပ်ပေးခဲ့တာတွေကလုံလောက်ပါပြီလို့ဆိုကနှုတ်ဆက်လိုက်ပါတယ်။မြေကျင်းအောက်မှာတော့ထိတ်လန့်စရာမြေကွင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Black Lantern အဖြစ်ပြန်ရှင်လာတဲ့အဖေဖြစ်သူကသူ့ကိုကယ်တင်ဖို့စ조사ခဲ့တဲ့သားဖြစ်သူ Owen ကိုဘုံမရန်နေနဲ့ရရဆက်ဆက်တပ်ဖြတ်လိုက်ပါတယ်။အပေါ်ကနေငုတ်ကြည့်နေတဲ့ Captain Cole နဲ့ Roots အဖွဲ့သားတွေဟာသူတို့စီးကန်းကိုဖောက်ပြက်ခဲ့တဲ့အတွက်တစ္ဆာပေါက်တယောက်ပေးဆက်ရတဲ့ရလက်ကိုအေးဆက်စွာကြည့်နေခဲ့ပါတယ်။ Owen ရဲ့အလောင်းအနားကို Black Lantern လက်စွပ်တစ်ခုကရောက်လာပြီး Owen ထလော့လို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်း Barry Allen ကစိတ်တက်တွေပြိုလဲမသွားအောင်စ조사ရင်းဘဝကမင်းကိုဘလို့ပဲပြစ်ပေါက်ပါစေလမ်းကြောင်းကဘလို့ပဲပြောင်းလဲပါစေမင်းကတော့ရှေ့ကိုပဲတလန်းချင်းဆက်လျှောက်ရမှာပဲလို့သူ့ကိုယ်သူအားပေးနေပါတယ်။ Captain Cole ကလည်းသူ့လောက်ရဲ့အပေါ်နောင်တမရပဲရှေ့ဆက်ဖို့ပြင်ဆင်နေပါတယ်။နောက်ဆုံးမှာတော့လမ်းစဉ်နှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ Barry Allen နဲ့ Flash မိသားစုကတော့အမှောင်တုကိုအနိုင်ယူဖို့အတွက်ပွင့်လင်းသောနှလုံးသားနဲ့အလင်းစီကိုအားမှန်အပြည့်ပြင်းလွှားနေကြပါတယ်။အခြားတစ်ဖက်မှာတော့ Captain Cole နဲ့ Roots အဖွဲ့သားတွေဟာသူတို့ရဲ့တမဏိစီးမြင့်တွေအညှိုးအတေးတွေနဲ့အတူအေးဆက်တဲ့နှလုံးသားနဲ့အမှောင်တူထဲမှာဆက်လက်ရပ်တည်နေကြပါတော့တယ်။ဒါကတော့ Blackest Night The Flash ဆိုတဲ့ comics လေးပဲဖြစ်ပါတယ်။အားလုံးပဲကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးမှာစိတ်ဝင်စားစရာ comics တွေကိုအပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးနေတာကြောင့်မ
မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲနှစ်သက်မှာကျမ်းမာရှင်လန်းကြပါစေအားလုံးပဲပြန်တွေ့ကြရအောင်ပါ